alo về good time mong cả và đi này asile ya ye ji là được cướp chane Germany go la melo sana tha de tu so yi di video so aw ji ba bo no Germany go la melo twi tha yi bo no ta cha ba ba ma sana khin ni no Germany go twa me lo twi tha de tu de so yin na ba ti ba lo ya ma le so yi bo German sa yi lo ji chin ne bo no ma phi lo German sa lo ba lo pyo ra kha ma bo no a lo so le opportunity များမှာပါသိမလားအလုပ်ကကိုယ်ရွေးတာမဟုတ်ပဲကိုကအလုပ်ကိုရွေးရတဲ့အချိန်ဖြစ်လာမှာပေါ့နော်ဂျာမစကားတာရထားရေပေါ့နော်အဲ့ဒါကြောင့်မို့ဂျာမစာလုပ်ခိုင်းလုပ်နေချင်တယ်နောက်တစ်ခုကဘာလုပ်ရဘာတစ်ခုကောင်းလဲဆိုဂျာမစာရထားရေပေါ့နော်ကျောင်းနေလျှောက်တဲ့အခါမှာကိုကြိုက်တဲ့ major ကိုလျှောက်လို့ရမယ်ကွာသိလားကိုကြိုက်တဲ့ major ကိုလျှောက်လို့ရမယ်ကိုလိုချင်တဲ့ major ကိုလျှောက်လို့ရမယ်အဲ့ဒါအတွက်အခွင့်အလမ်းကောင်းတယ်ပေါ့နော်ဂျာမလူမျိုးတို့ကအင်္ဂလိပ်စကားမရလို့ဂျာမစာလက်လာခိုင်းလာဆိုတာမဟုတ်ဘူးเนาะဂျာမလူမျိုးတွေကလည်းသူတို့အင်္ဂလိပ် skills ကလည်းကျွန်တော်တို့ထက်လုံးဝ highest ဖြစ်တယ်ကွာအရန်ကောင်းတယ်ကွာသူတို့အင်္ဂလိပ်စကားမရဘူးထင်မှလည်းအတင်းတုံးမကြံနဲ့เนาะသိလားအော်သူတို့ပြောတဲ့ဟာကကိုရတာနားမလည်ဘူးပေါ့เนาะအရန်ကောင်းလို့သိလားဘာဖြစ်လို့သူတို့ကအင်္ဂလိပ်စကားမပြောကြလဲဆိုရင်သူတို့ကလေဂျာမန်တွေကလည်းသူတို့စကားပြောတာသူတို့ကြိုက်တယ်ကွာအဲကြောင့်ဂျာမန်လိုပဲပြောကြတာသူတို့ကိုတွေကကွာအင်္ဂလိပ်လိုပြောသူကဂျာမန်လိုပြောအဲ့လိုပဲဒီဟာဂျာမနီမှာလေအခြားတော့ဘာသာစကားပြောတာဆိုတာကျွန်တော်တို့ပဲရှိတာဒီမှာတခြားဘာသာစကားကိုကျွန်တော်တို့နားမလည်ဘူးဒီမှာကျွန်တော်တို့အင်္ဂလိပ်လိုပြောသူကဂျာမန်လိုပြောကိုကအင်္ဂလိပ်လိုပြန်ပြောနားလေလားမသိဘူးလို့လုပ်နေတာပဲเนาะအဲ့ဆိုသူတို့ကအင်္ဂလိပ်စကားမရလို့မဟုတ်ဘူးရတယ်ဒါပေမဲ့ဘာအတွက်လဲသူတို့စကားပြောတာကြိုက်တဲ့အတွက်ကြောင့်မို့အထူးသဖြင့်ပေါ့လာမယ်လို့စဉ်းစားထားရပေါ့เนาะပတ်စံရှိလားမရှိဘူးလားငါဂျာမနီကိုရောက်နိုင်မလားမရောက်နိုင်ဘူးလားဆိုတာ no လောကမတွေးနဲ့အတွေးမဝင်နဲ့ဘာလုပ်ရမလဲဂျာမန်စာတာလုပ်ထားလိုက်မယ်နော်သူကအခွင့်အလမ်းကလာလိမ့်မယ်ပေါ့နော်အဲ့လိုကိုအဲ့ဒါပြောပြချင်ပါတယ်ပေါ့အဲ့တော့အဲ့ကြောင့်မို့ဂျာမနီကိုလာမယ်လို့တွေးထားတဲ့လူကနံပါတ်1ဘာလုပ်ရမလဲဂျာမန်စာလုပ်ရမှာဖြစ်ပါတယ်ပေါ့ okay ဆိုတော့အဲ့လိုသဘောပေါက်မယ်လို့ထင်ပါတယ် choose ဘာအခုအတန်းသွားနေလို့ပါ bye bye see you next video